တာလေးပြောပေးပါဦးငန်တူးလို့ငန်တူးလို့看我们会不会被咬到？ ဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာပိုက်ခါပေါ့နော်အခုစူလက်ကိုရောက်နေတယ်တကယ်လို့ပိုက်ခါကိုစူလက်မှာတွေ့လို့ရှိရင်ခေါ်ပါပြောပါနှုတ်ဆက်ပါပိုက်ခါဘာလာလောက်တာလဲဆိုရင် passport လာလောက်တာပဲဖြစ်ပါတယ်ပိုက်ခါတို့ဒီမှာလမ်းပြောင်းနေတယ်ဖြစ်ပါတယ်ခင်ဗျာခါတို့ပေါ့နော်ဘယ်လိုတွေကြုံတွေ့ခဲ့ရလဲဆိုတာဒီဗီဒီယိုဖိုင်မှာပြောပြမယ်ပေါ့နော်ကျွန်တော်တို့နေတဲ့နေရာဒီလိုမျိုးပေါ့နော်ပြင်ကကြည့်မယ်ဆိုရင်ကွာအရန်ကမှနေချင်းစရာကောင်းနေအဲ့ဒီအိတ်ထဲမှာဆိုရင်ကွာလုံးဝစုပ်ပြတ်သက်နေရောပဲအခုကပေါ့ပိုက်ခါတို့ပေါ့နော်ညကြလို့ရှိရင်ရေတောက်ဖို့ရေတိုက်တော့မရှိဘူးအဲ့ဒါကြောင့်ပြင်ထွက်ပြီးတော့ဝင်ထွက်ဝေရတယ်ပေါ့ရောက်သွားတဲ့ခါကျတော့ပိုက်ခါတို့ခွန်ဖြီးရတယ်ပေါ့နော်ခွန်ဖြီးပြီးတာနဲ့ပေါ့နော်ပိုက်ခါတို့ဆော်လဲတာကြာသွားတယ်ပေါ့နော်ဒီ passport လုပ်ပြီးတဲ့နေရာကတော့ပေါ့နော်တရက်ကိုမှလူ600ပဲကန့်တန်းလုပ်ပေးထားတယ်ပေါ့နော်600ပဲလက်ခံတယ်အဲ့ဒါကို800ကျော်သွားတဲ့ခါကျတော့ပိုက်ခါတို့မလောက်ရတော့ဘူးပေါ့နော်အဲ့ဒီချိန်မှာမှပိုက်ခါတို့ကဘယ်လိုလုပ်ရမလဲမသိဘူးတဲဖို့တဲကိုခံလည်းမရှိဘူးအဲ့ဒါဆိုရင်2နာရီခွဲ3နာရီလောက်နီးပါးဖြစ်သွားပြီပေါ့နော်အဲ့လိုမျိုးတီးတဲ့ချိန်ကနောက်တော့ပိုက်ခါတို့ပေါ့နော်ဒီပိုက်ခါတို့နေတဲ့မျိုးပွဲစားကိုဖုန်းဆက်ပြီးတော့ပြောတယ်ပေါ့ပွဲစားကလည်းပေါ့နော်ချိန်မီတလို့သူဟိုတယ်ခန်းရှာပေးတယ်အဲ့ဒီထက်မှာမှအဲ့ဒီပိုနေတဲ့200ကျော်ကပိုကင်ယူထားတဲ့ခါကျတော့ကျွန်တော်တို့ကမနေရတော့ဘူးနေရတဲ့ခါကျတော့ကျွန်တော်တို့နေတဲ့မျိုးကပွဲစားကပေါ့နော်ဒီဆိုလာမှာရှိတယ်မြန်မာပွဲစားကိုပြောတယ်ပေါ့နော်သူတို့အိမ်မှာသွားနေရတယ်ပေါ့နော်ဒါလေးကတော့သူတို့ပေါ့နော်ဟိုတယ်ခန်းမှာမအေးရလို့ဆိုပြီးတော့တိုင်ပေးပြီးတော့ရည်နေတယ်ပြောနေတယ်ပေါ့နော်အရန်ကမှလည်းရည်ရတယ်ပေါ့နော်တကယ်ကလည်းသူတို့ကလည်းမကြည်နဲ့ကြဘူးကွယ်ဆိုတော့ကဘယ်လိုလေးကြုံတွေ့ခဲ့ရလဲဆိုတာဒီဟာကပေါ့အိမ်သားပေါ့နော်သူတို့ရဲ့အိမ်သားစုပ်ပြတ်တဲ့ညက်ပတ်ပေတူးနေရောပဲအိမ်သားမှလည်းတစ်ခါမှလည်းတက်ရှည်မလုပ်ဘူးလားမသိဘူးဒီမှာစူလက်ကကျွေးတဲ့ထမင်းပေါ့နော်အရန်ကမှစားကောင်းတယ်ငန်တူးလို့ရတာလေးပြောပေးပါဦးငန်တူးလို့看我们会不会被咬到？မရဘုဖက်ဝိုက်ကရောမမ擦上我挖个洞，走。那还得擦 ဒီဘက်လက်ကြည့်လိုက်အောင်咋啊？咋的？俺都没有。သူတို့လာကြွေးထားတဲ့ထမင်းချော်ကအငန်တူးနေရောစားလို့တော့မရလေးရပေါ့နော်မနေ့နာနဲ့3နာရီပေါ့နော်ဘိုက်ခေါက်တို့ထားရတဲ့ကြော်ရင်ရပေါ့နော်အဲ့ဒီအိမ်မှာရေချိုးခန်းကတခန်းပဲရှိတယ်ပေါ့နော်ကျွန်တော်တို့ဖွဲ့မှာ24ယောက်ရှိတယ်ဆိုတော့တယောက်ချိုးရင်တယောက်စောက်ရတယ်အဲ့ဒါကြောင့်မို့လို့ပေါ့နော်ဒါလေးရပေါ့နော်မနေ့9နာရီခွဲပေါ့နော်ဒီ passport လုံးမဲ့ကွင်းမြေသွားနေတယ်ဖြစ်ပါတယ်ဒီလမ်းမကြီးကနေပြီးတော့ဒီဟိုဖက်လမ်းကိုကူးရတယ်ဖက်လမ်းကိုကူးပြီးတော့ဆိုရင် passport လုပ်မဲ့နေရာကိုရောက်ရှိသွားပြီခါရှိကပြောလာခဲ့တယ်ပေါ့နော်သူတို့မကျင်တဲ့ကြောင်ရင်ကအရင်လူတွေလာလို့တော့ပေါ့နော်ဟိုတယ်ခန်းမှာအေးရတယ်ပေါ့နော်ကျွန်တော်တို့လာလို့တဲ့ချိန်မှာဒီလိုမျိုးကြုံရတဲ့ခါကျတော့သူတို့လည်းလက်မခံပေးနိုင်ဘူးပေါ့နော်ပွဲစားကလည်းတက်နေဆောက်ရှာပေးတယ်ပေါ့နော်တက်တာဆုံးမရတဲ့ခါကျတော့အဲ့ဒီအိမ်မှာပဲအေးလိုက်ရတယ်ပေါ့နောက်ဆုံးတော့လည်းပေါ့နော်လိုချင်တဲ့ passport စာအုပ်လေးရလာခဲ့တယ်ပေါ့အိမ်မလာခဲ့တဲ့မြေရထင်တဲ့ခါကျတော့ဝမ်းပါတော့ပေါ့နော်